ချင်းမိတ်ဆွေတငယ်ချင်းများအားလုံးကိုကျွန်တော်တစ်နှစ်ကိုကြီးအောင်ကိုကနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်နော်ကဲကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေမနက်ကတော့လွဲသွားတော့ဗောနော်ဘယ်သူတွေလဲမြင်လဲမသိဘူးနော်မြင်တဲ့လူတော့ရမယ်တွေ့တဲ့လူတော့ရမယ်နော်9 3 2 ခွေကစားမယ်လို့ပြောတယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော်က29ရက်ဒီညကကျွန်တော် live လွှင့်တယ်ကွာညနေမှာတပူဘူးဘူးပေးမြများစားညနေမှာပေါက်မယ်တပူတဲ့ပူနဲ့ပေါက်ထဲမယ်တုံညရှင်းလာပြီဘယ်သူတွေပူလာကြလဲဗျာပူတဲ့သူတို့တော့ရမှာနော်မပူတဲ့သူကတော့လေးခွက်တဲ့ကစားတဲ့လူကတော့64ကိုထုတဲ့လူကတော့မရတော့ဘူးပေါ့နော်တပူဘူး64ကိုထုတဲ့သူကတော့ကံမကောင်းဘူးပေါ့ဗျာတပူဘူးကိုပူထဲလိုက်တဲ့လူကတော့ပူပါတယ်ခင်ဗျာဒီညကျွန်တော် live လွှင့်တဲ့ခါကျရင်ကျွန်တော်ရဲ့ live ကိုတေးချအေးဆေးလေးကိုကြည့်ကျွန်တော်ဆင်းပြတာကိုတေးချနားထောင်ကိုဖြစ်ချင်တဲ့မန်းလေးကိုစွတ်မမန်းနဲ့အဲ့ဒါပေါက်ကွက်တွေနဲ့လွဲတတ်တယ်နော်ကဲဒီညတော့ကျွန်တော်အကောင်းဆုံးပြန်ကြိုးစားပေးဦးမယ်အားလုံးအစီပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ကိုတစ်နှစ်ကိုကြီးကနှုတ်ဆက်ခဲ့ပါတယ်ဘိုင်ဘိုင်